We try the leading one. Okay. Wait. Let me move the Clean, like a baby.ကျွန်တော်ဒီနေ့ကတော့ဒီမှာနိုင်ငံသားအဖွဲ့တစ်ဖွဲ့နဲ့ဟိုဓာတ်ပုံရိုက်ဖို့လို့ပေါ့နော်ဒီနေရာလေးမှာဒီကော်ဖီဆိုင်လေးမှာချိန်ထားတာပါအဲ့ဒါလာတာပေါ့နော်အခုတော့ရောက်ပြီကျွန်တော်8 နာရီမနက်8 နာရီချိန်ထားတာအခုကျွန်တော်8 နာရီနဲ့5မိနစ်ချက်တော့ကြည့်လိုက်ပါအောင်မယ်အထဲကိုလိုက်ခဲ့ပါအောင်ဒီမှာကော်ဖီဆိုင်ရှိရပါတော့ဒီကော်ဖီဆိုင်ကိုချိန်တာပါPizza. Got pizza. Got pizza. Okay, mana? Jauh ni orang duit dia. Ada charge lah. Di coffee sign niအပြင်မှာဘေးမှာပေါ့နော်ဒီမှာကန်လေးလည်းရှိတယ်ရန်ကို relax ဖြစ်တဲ့နေရာပေါ့နော်ချိန်ထားတဲ့ဖွဲ့တော့မတွေ့သေးဘူးနဲ့8 နာရီချိန်ထားတာဖြစ်ပါတယ်ဘာမှတောင်းရင်နဲ့အိမ်လေးဆိုတာအိမ်လေးပေါ့နော်ဟိုအိမ်ဖြူလေးမိုက်တယ်ဟိုဘက်မှာလည်းဟိုဘက်မှာဒန်းလေးတွေတောင်ရှိတယ်ဟိုဘက်ချမ်းတော့တောင်တဘာဝကိုချစ်မြတ်နိုးတဲ့လူတွေကတော့လုံးဝမိုက်တဲ့နေရာတစ်ခုပေါ့နော်ကျွန်တော်တို့ဒီနေ့ရိုက်ကြမဲ့ကြော်ညာလေးကတော့ဒါအယိုးပြင်ပေါ့နော်အကျော်ပြင်စေကန်းတစ်ခုရဲ့ဒီဟိုကြော်ညာပေါ့ website ကြော်ညာပုံစံမျိုးလေးရိုက်ကြမှာဖြစ်ပါတယ်အရင်ဆုံးကတော့ဒီနေရာမှာပေါ့နော်အော်တိုလေးရိုက်ပြီးရင်ကျွန်တော်တို့သူတို့ရဲ့အခန်းပြင်ထားတယ်ပြောတယ်အဲ့ဒီကိုတွားရိုက်ကြမယ်နော်ပေါ့နော်ဆိုတော့တခြားလိုက်ခဲကြည့်ပေးပါအောင်သူတို့ဘယ်လိုတွေရိုက်ကြမလဲမသိဘူးပုံမှန်တော့ပုံမှန်ပဲဗျာဟိုလိုမျိုး setting ကြီးနဲ့ရိုက်တာတော့မဟုတ်ဘူးဆိုတော့သူတို့ရိုက်တဲ့ပုံစံလေးကတော့တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဟိုမှာတော်တော်လှတယ်ဗျဒီလိုက် view ကရှုခင်းအိမ်လေးနဲ့အိမ်လေးကရေထဲမှာပြန်ပြီးတော့မှပေါ်နေတာဆိုတော့ဒါပြီးလို့ရှိရင်เนาะဒီမှာရိုက်ပြီးရင်တော့ကျွန်တော်တို့တက်ခန်းမှာသွားရိုက်ကြမှာဖြစ်ပါတယ် The sun's gone. Yeah, and then it's gone like that. I'll come. It's okay. Good feeling. Okay, you can try some pose. Chanting, touching, Yeah, Tai Chi kind of stuff. Do you have anything else? No. Okay, nice. Good. One more. Change the poses. Okay. Yes. I like the one that you put your one foot up. I don't know what that's called, but
very cool. ပြောကျွန်တော်တို့ဒီနိုင်ငံသားအဖြူကောင်အနေနဲ့ရိုက်ရတာလဲဒီပဲအတွေ့အကြုံတစ်ခုပေါ့နော် Yeah. Don't shy. Don't be shy. In a while. You have to talk. How long? 3 years. Not very long. Yep. Well, I grew up in Chiang Mai. I can speak a bit of Thai. I went to school. Sorry to interrupt, but. And some close up to the hand. And can you hold to the elbow again? And yeah, you can come. Let me stop. ဆိုတော့ကျွန်တော်ခီးတွေတွားဖို့အတွက်မိတ်ဆွေတို့မြောက်ဘူးတဲ့နေရာလေးတွေပြဖို့အတွက်ကိုကျွန်တော်ခီးစရိတ်လိုတယ်ပေါ့နော်ခီးစရိတ်လိုတဲ့ခါကျတော့အဆင်ပြေတဲ့အဲ့လိုမျိုးback time အလုပ်မျိုးလေးတွေအဲ့လိုကြော်ညာမော်တယ်တခြားသောအလုပ်တွေအဲ့ဒါလေးတွေကိုလိုက်လုပ်ဖြစ်တယ်ပေါ့နော်လိုက်လုပ်ပြီးတော့မှအဲ့လိုနည်းနည်းခီးစရိတ်လေးစုရပါတယ် ဆိုတော့ကျွန်တော်တို့တွေ Try the ရှေ့လာမဲ့ခီးစဉ်ကတော့ဘာဖြစ်မလဲတော့မပြောတတ်သေးဘူးပေါ့နော် okay. လောဆယ်တော့ကျွန်တော် Let me move. ခီးသွားဖို့အတွက်ပြင်ဆင်နေပါတယ်လို့ဆက်ရရပါတော့ဒါအခုဆိုလို့ရှိရင်တော့အဲ့ဒီအောက်တိုးရိုက်ပြီးသွားတဲ့ခါကျတော့ဒီမှာတိုက်ခန်းလေးမှာလာပြီးတော့မှပြင်ဆင်ပြီးရိုက်ကြမယ်ပေါ့နော်ဒီထဲမှာရိုက်ပြီးရင်တော့ပြီးပြီလို့ပြောပါတယ်သူအားလုံးပေါင်းဘယ်နှစ်နာရီလောက်ယူလဲဆိုတော့3နာရီခွဲ4နာရီလောက်အချိန်နာရီအဲ့လောက်ယူရပေါ့နော်ဆိုတော့သူလိုချင်တဲ့ပုံစံလေးတွေသူခိုင်းတဲ့ဟာလေးတွေကိုအဲ့လိုမျိုးချက်ကြည့်ပြီးတော့မှလုပ်ပေးရတာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့တွေအခုဆိုလို့ရှိရင်တော့ဒါတစ်ဖြက်ပြီးတစ်ဖြက်တစ်ဆင်းပြီးတစ်ဆင်းပေါ့နော်နေရာရွှေပုံစံလေးတွေစိတ်ကြိုက်မတွေ့သေးဘူးဆိုလို့ရှိရင်အဲ့လိုမျိုးပြင်ဆင်ပြီးတော့မှပြန်ရိုက်ကြရတယ်ပေါ့နော်ရိုက်ကြဆိုတော့ဒီဘောလဲကောင်းပါတယ်အဲ့ဒီသူကဒီဘောလဲကောင်းတယ်ပြောရဆိုတာလည်းတဖြစ်တယ်ပေါ့နော်ဆိုတော့အဆင်ပြေတယ်လို့တော့ကြီးကြက်ပြီးတော့မှမိစဉ်ကြီးကခဲ့ပါတယ်ဆိုတော့သူတို့ရဲ့ဒီ website ကြော်ညာမှာဘယ်တော့လောက်ထွက်မယ်တော့တိကျမသိသေးဘူးပေါ့နော်ထွက်လာခဲ့လို့ရှိရင်လည်းဒါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်ပြပါမယ်ဘယ်လိုပုံစံလေးတွေဘယ်လိုရိုက်ထားတာလဲဆိုတာပေါ့နော်ဒီသူတို့အယူအကျော်အတွက်အကုန်လုံးသူတို့ပေးတဲ့treatment ပေးတဲ့တခုပေါ့နော်စီကံပဲပြောရမှာပေါ့အဲဆိုကျွန်တော်တို့တွေဒီတိုက်ခန်းမှာရိုက်လို့ပြီးပြီဆိုရင်တော့အားလုံးပြီးပြီဆိုရင်တော့ပြီးပြီဒီအတွက်ဒီလောက်အတွက်အဲ့လိုပါဗျာမိတ်ဆွေတို့ရဲ့အဖြစ်ကအဲ့လိုပါလမ်းစိတ်လေးခီးစိတ်လေးတွေအတွက်အဲ့လိုပဲအဆင်ပြေအောင်ကြည့်ကြပြီးတော့မှရှင်တန်ရပါတယ်ရုန်းကန်ရပါတယ်ဒီဘက်မှာခီးတွေတွားနေရဆိုပြီးတော့ဘယ်လိုပြောမလဲလွယ်ကူတယ်ထင်မှာဆိုလို့ပါကျွန်တော်လုံးဝမလွယ်ကူပါဘူးစားဖို့တောက်ဖို့ဒီရှင်းပြောရမယ်ဆိုရင်နေသေးထိုင်သေးစားစိတ်အပါဝင်ပေါ့နော်အဲ့လိုခီးသွားနိုင်မှုအတွက်ကိုအများကြီးရုန်းကန်ပါတယ်ခီးသွားနိုင်မှုအတွက်ကိုလည်းပုံမှန်ဝင်ငွေပုံမှန်အလုပ်မျိုးကိုမလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးပတ်တိုင်းလေးတွေစင်ပြီးတဲ့အလုပ်လေးရှာလုပ်ပြီးတော့မှပတ်စံစုရတယ်ဒီကနေပြီးတော့မှဒါမိတ်ဆွေတို့မြောက်ဖူးတဲ့နေရာလေးတွေကိုကျွန်တော်ပို့နိုင်အောင်အတွက်ကြိုးစားနေတာပါအဲ့ဒါကြောင့်မလို့ကျွန်တော်လွယ်ကူနေတာမဟုတ်တဲ့အကြောင်းကိုသိစေချင်တာပါကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့ပြည်သူပြည်သားတွေအားလုံးကိုချစ်ခင်ပါတယ်ဆိုတော့မိတ်ဆွေတို့အတွက်ကိုပဲကျွန်တော်သွားနေတာပေါ့နော်ဒီခီးတွေကခင်ဗျားတို့စိတ်ချင်းချက်နေတာတွေမွန်းချက်နေတာတွေဘယ်လိုပဲဖြစ်ဖြစ်တနည်းတစ်ဖော်အနှဲငယ်လောက်ဖြစ်ဖြစ်ပြီးကြသွားမယ်ပြီးရော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်နေပါပြီကျွန်တော်ရဲ့
ပြောရမယ်ဆိုရင် My preference changes. လောက်လိုက်ရတဲ့အားထုတ်လိုက်ရတဲ့အလုပ်လေးတွေဟိုအဖြစ်တယ်ပေါ့နော်တန်ဖိုးရှိရပေါ့ So just going off here. This is only came from last time. So the treatment and the training free. What the? That is not acceptable. Very important that I get paid. I accept milk, eggs. I accept cows, chickens, not only money. That would be nice, right? မတူကြည့်လို့ရတယ်လို့သူပြောနားထောင်တယ်ဟုတ်တယ် Just like looking at him 1 2 Okay, and I'm getting a bit closer and yeah, something. Can you change the hand? Change side? Alright. I'm so tired. Okay, and wait for me. ကဲဒီနေ့အတွက် artwork ကတော့ပြီးပါပြီ pro ဖြစ်နေလေဒီမှာအဆင်ပြေလား ဒီပါတယ်ဆိုတော့ ကဲပြီးပြီဆိုတော့ပြန်လာတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာပါ